အမာဒီကိုရုပ်သံလိုင်းနဲ့ပြုံး play application ကနေတိုက်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာထိုင်းနိုင်ငံကနေအင်ရှင်ဖြစ်ကျင်းပပြုလုပ်နေတဲ့33ကြိမ်မြောက်အစည်းအဝေးပြိုင်ပွဲအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ကျွန်တော်မြန်မာအမျိုးသမီးအသင်းပါဝင်တဲ့ပထမဆုံးအဖွင့်ပွဲစဉ်ကတော့ဒီနေ့ဒီဇင်ဘာ9ရက်နေ့မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲချိန်မှာစတင်ရှင်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုတော့ထိုင်းနိုင်ငံချွန်ဘူရီမှာရှိတဲ့ TNSU ချွန်ဘူရီစတေဒီယမ်မှာရှင်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းရဲ့ပွဲထွက်ကစားသမားတွေမှာတော့ကိုစမနေရာမှာမြင့်မြတ်ငိမ့်ခြားသောကစားသမားတွေဖြစ်အသင်းကောင်းဆောင်ကျွန်တော်နံပါတ်9ဝင်းသိန်းကြီးထွန်းကျွန်တော်နံပါတ်2မေသက်မွန်မြင့်ကျွန်တော်နံပါတ်3ဖြူဖွေးကျွန်တော်နံပါတ်4စွန်ယူရဦးကျွန်တော်နံပါတ်5ဖြူဖြူဝင်းကျွန်တော်နံပါတ်6နော်ထထဝေကျွန်တော်နံပါတ်8စန်းတော်တော်ကျွန်တော်နံပါတ်9ခင်မိုမိုထွန်းကျွန်တော်နံပါတ်7ယူပါခိုင်နဲ့ကျွန်တော်နံပါတ်14လင်းလက်ဦးတို့ပေါဝင်လာခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကထိုင်းစီးကိန်းပြိုင်ပွဲမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စု B ရဲ့ပထမဆုံးအဖွင့်ပွဲစဉ်လည်းဖြစ်ပါတယ်ဒီနေ့အဖွင့်ပွဲစဉ်မှာတော့အင်ရှင်မြန်မာအသင်းကျွန်တော်မြန်မာအသင်းအနေနဲ့ဖိလစ်ပင်းအသင်းနဲ့စတင်ပြီးတော့ရင်ဆိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ဝန်သိန်းကြီးထွန်းစန်တော်တော်နဲ့ပြန်ထွေးလာတယ်။မာသင်းမဲ့စန်တော်တော်ညာချမ်းလေးပတောက်ချောက်ဆွဲတက်လာတဲ့စန်တော်တော်အေးရတော့လက်တစ်ဖြတ်ချိုးပေးတယ်။ပြန်ထွက်လာတဲ့ဝန်သိန်းကြီးထွန်းလက်ကမ်းပြီ။ဂိုးပြီများလက်ရှိချိန်မှာတော့ပွဲစ4မိနစ်မှာပဲမာသင်းဦးဆောင်ကိုစပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းနဲ့တွေ့တိုင်းအများအားဂိုးပေါက်တွေ့လေရှိတဲ့ဝန်သိန်းကြီးထွန်းဒီချိန်မှာလည်းမာတင်တို့ဥဆောင်ကိုတော့တွင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဖိလစ်ပိုင်တင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့အသုံးပွဲဆက်တွင်းကိုရရှိထားခဲ့တဲ့ဝင်းသိန်းကြီးထွန်းဒီနေ့ဖိလစ်ပိုင်တင်းနဲ့၄ချိန်မြောက်တွေ့ဆုံမှုမှာတော့၄ဂိုးမြောက်တွင်းကိုတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ကိုရင်းစီရဲ့ပွဲဆောက်မှာပဲမြန်မာတင်းကတော့